အားလုံးပဲမင်္ဂလာပါဗျဒီနေ့တော့ရွှေပဲစည်းရဲ့ခါကျက်ဥရဲ့ပန်းမုံလာရဲ့ကြက်ဥရဲ့ကိုကျွန်တော်ကြက်ဥစင်ကောလေးကြော်မှာဖြစ်ပါတယ်ရင်းနှီးလေးကျွန်တော်တည်ထားပါတယ်ပြီးတော့ဗောနော်ရင်းနှီးပွက်တဲ့ခါမှာကျွန်တော်အိမ်မှာအရွက်ဒီခါကျက်ဥရဲ့ပန်းမုံလာရဲ့ပြီးတော့ရွှေပဲစည်းရဲ့ကိုကျွန်တော်ရင်းနှီးဖြောပါတယ်ဘာလို့ရင်းနှီးဖြောရလဲဆိုတော့ကျွန်တော်အစိမ်းရောင်လေးတွေနဲ့ပေါ့နော်ကြော်ခြင်းလို့ပါရင်းနှီးဖြောတဲ့ခါမှာပန်းမုံနာကပေါ့နော်အကြာကြီးဒေဦးထဲမှာမတရားတဲ့အတွက်ကြောင့်ပန်းမုံနာစိမ့်စိမ့်လေးတွေပြီးတော့ရွှေပဲသီးစိမ့်စိမ့်လေးတွေပေါ့နော်ခါချက်ဥရဲရဲလေးတွေပေါ့နော်အဲ့လိုလေးတွေပေါ့နော်ကြော်စားလို့ဖြစ်တယ်ပေါ့နော်အယောင်ကတော့တည့်တဲ့အတိုင်းပေါ့နော်အစိမ်းရောင်လေးတွေနဲ့ပေါ့နော်အယောင်မပြောင်းမဲနဲ့ပေါ့နော်အယောင်မှာစားလို့ကောင်းတဲ့စိန်ကောကြက်ဥကြော်လေးဖြစ်ပါတယ်ကြော်မှာဖြစ်ပါတယ်အဲ့အတွက်ကျွန်တော်ဒေဦးလေးတွေကိုစီအနှင်းငယ်ထည့်ပါမယ်စီအများကြီးမထည့်ပါဘူးပြီးတော့ပေါ့နော်ကြက်ဥလေးကျွန်တော်ဖောက်ထည့်ပါမယ်ကြက်ဥ3လုံးလောက်ကိုကျွန်တော်မှွေထားတာပါကျွန်တော်ကောင်းကောင်းလေးကြော်မယ်ပေါ့နော်ကြက်ဥလေးအရင်ကြော်ပါမယ်ကြက်ဥလေးတွေကိုအရင်ကြော်ပြီးတော့ပေါ့နော်ဖယ်ထားတာကပို့ပြီးတော့ပေါ့နော်စားလို့ကောင်းတယ်ပေါ့နော်တခါတည်းကြက်ဥလေးတွေဖောက်ထည့်တဲ့အခါမှာကျွန်တော်တို့ပေါ့နော်လုံးကတ်သွားတာမျိုးတွေဖြစ်ပါတယ်ဒါကြောင့်ကြက်ဥလေးကိုအရင်ကြော်တာကပို့ပြီးတော့စားလို့ကောင်းပါတယ်ပို့ပြီးတော့လည်းလိုက်ဖက်ပါတယ်ပေါ့နော်ဟင်းအတွက်လည်းအရန်ကိုမှလှပါတယ်ဒီလိုလေးတွေကြော်ထားတာလေးရလေကြက်ဥလေးကြော်တာကြက်ပြီဆိုတော့ကျွန်တော်ကြက်ဥလေးကိုပြန်ပြီးတော့ဆယ်ထားပါမယ်ကြက်ဥလေးတွေဆယ်ထားပါမယ်ခွက်လေးတွေကိုတီးတက်မဲကျွန်တော်ဆယ်ထားပါတယ်ပြီးတော့ကျွန်တော်ကြက်သွန်ဖြူရည်ကိုနှုတ်နှုတ်လေးဆင်းထားပါတယ်ပြီးတော့ငရုတ်သီးစိမ့်လေးကိုလည်းပပလေးလှီးထားပါတယ်အဲ့ဒါကိုကျွန်တော်စီတက်ပါတယ်ပြီးတော့နင်းငွေနင်းမုတ်အနှဲငယ်ကျွန်တော်ထည့်ပါတယ်စီလေးကြက်ပြီဆိုရင်ကျွန်တော်ရွက်တွေပေါ့နော်ပန်းမုံလာပြီးတော့ရွှေပဲစည်းခါကျက်ဥတွေကိုကျွန်တော်ဒေဦးလေးတွေကိုလောင်းထည့်ပါတယ်လောင်းထည့်ပြီးတော့ကျွန်တော်အနှဲငယ်မှွေပါမယ်ဘာလို့လဲဆိုတော့ကတ်နေမှာဆိုလို့ပါအဲ့တော့ကျွန်တော်အစာလေးတွေထည့်ပါမယ်စားလေးအနှဲငယ်ကျွန်တော်ထည့်ပါတယ်ပြီးတော့ပေါ့နော်အချုံမုံလေးကျွန်တော်အနှဲငယ်ထပ်ထည့်ပါတယ်ဒါလေးကတော့ပေါ့နော်ဒါလေးကတော့ခရူးစီလေးပါအနှဲငယ်ထည့်ပါတယ်ပြီးတော့ကျွန်တော်စပြီးမှွေပါမယ်အကြိုက်လဲတင်နေစရာမလိုဘူးပေါ့နော်ရင်နှွေးဖြောထားတဲ့အတွက်ပန်းမုံလာရဲ့ရွှေပဲစည်းရဲ့ခါကျက်ဥရဲ့ကကြက်နေပါပြီအဲ့အတွက်နှင်းငယ်လောက်ပေါ့နော်ကြော်လှော်ပြီးတဲ့အခါမှာကျွန်တော်ကြက်ဥကြော်ထားတဲ့ကြက်ဥလေးကိုထပ်ပြီးတော့လောင်းထည့်လိုက်ပါမယ်ကြက်ဥဖက်လေးတွေနဲ့ပေါ့နော်အရန်ကိုမှလှပြီးတော့ပေါ့နော်အရန်ကိုမှလည်းမှွေးပါတယ်စားလို့လည်းအရန်ကောင်းပါတယ်ဗျာနော်ဒါမျိုးလေးတွေကြော်စားကြည့်ဖို့လည်းကျွန်တော်တိုက်တွန်းပါတယ်သူများတွေလို့အသားငါးတွေနဲ့ပေါ့နော်အစင်ကောလေးတွေလှုပ်စားရတဲ့ဆိုင်ရင်ဒီလိုကြက်ဥလေးတွေနဲ့ပေါ့နော်ပြီးတော့အစိမ့်သက်သက်ကြော်စားလာလေးတွေကတမျိုးတမီအားဖြင့်ပို့ပြီးတော့စားလို့ကောင်းပါတယ်အများဆုံးကတော့တက်တက်လို့သမားတွေအတွက်ကတော့ကြက်ဥမထည့်ဘဲနဲ့ပေါ့နော်ဒီလိုအစိမ့်အရွက်လေးတွေကိုဒီလိုလေးကြော်စားတာကပို့ပြီးတော့လေထမင်းမိန်ပါတယ်ပို့ပြီးတော့လေချက်မကြီးနဲ့လေလိုက်ဖက်ပါတယ်ဗျကျွန်တော်ရဲ့ကြက်ဥစိန်ကောလေးရပြီဆိုတော့ကျွန်တော်ပကံလေးတွေကိုထည့်ထားပါမယ်ပေါ့နော်ဒါဆိုရင်တော့ကျွန်တော်ရဲ့ကြက်ဥစိန်ကောလေးရပြီပေါ့နော်စိမ့်စိမ့်ဖန်ဖန်လေးပေါ့နော်အယောင်လေးပြောင်းမသွားပါဘူးကြက်ဥကကြက်ဥအယောင်ပြီးတော့ပန်းမုံလာအယောင်ပေါ့နော်ပြီးတော့ရွှေပဲစည်းကရွှေပဲစည်းအယောင်လေးပေါ့နော်သူ့အယောင်နဲ့သူမပြောက်ဖင်းနေကိုအရန်ကိုလှတဲ့ဟင်းတပွဲလေးဖြစ်သွားပါပြီအရသာလေးရှိသလိုစားလို့လည်းအရန်ကောင်းတယ်ပေါ့နော်ကြော်နီးလေးပေါ့နော်ဒါလေးကိုကျွန်တော်မျှဝေတာဖြစ်ပါတယ်လွယ်လွယ်ကူကူရိုးရိုးရှင်းရှင်းလေးမို့ကြော်စားဖို့လည်းတိုက်တွန်းပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ဗျ